မီးနဲ့ရှို့ပြီးမှစားလို့ရမယ့်ကြောက်တုံးပီဇာအခုဗီဒီယိုမှာမြင်တွေ့နေရတာကတော့ကိုရီးယားရဲ့နာမည်ကြီးပီဇာတစ်ခုပါပဲသူဟာတာမန်ပီဇာလို့မဟုတ်တာကိုတော့မြင်ုံနဲ့တင်သိနိုင်မှာပါပီဇာလို့သာပြောပေမဲ့အပေါ်ကမဲမဲအခုံးကြီးကအဝေးကကြည့်ရင်ကြောက်တုံးကြီးနဲ့တူတာကြောင့်ဘယ်သူကမှတကယ်ပီဇာစစ်လို့ထင်ကြမှာမဟုတ်ပါဘူးတကယ်တော့ဒီပီဇာကိုဘွန်ပီဇာလို့ခေါ်ပြီးသူ့ကိုစားမယ်ဆိုရင်တော့ပထမဆုံးမီးနဲ့ရင်မျှရမှာပဲဖြစ်ပါတယ်သူ့ရဲ့အပေါ်ကမဲမဲအခုံးပြော့ကြီးကတော့မဟုတ်သားပဲဖြစ်ပြီးအဲ့ဒီအသားကိုအရင်ဝိုင်းဖြူစမ်းကမီးနဲ့မျှလိုက်ပြီးမှတောင်းအထက်ကပီဇာကစားဖို့အဆင်သင့်ဖြစ်မှာပဲဖြစ်ပါတယ်။မြင်တဲ့အတိုင်းအပေါ်ကအနက်ရောင်မုတ်သားကိုမီးနဲ့မြှိုက်ပြီးတဲ့နောက်အောက်ကနေညှပ်ပြီးဖယ်လိုက်မယ်ဆိုရင်တော့အငွေ့တစ်ထောင်ထောင်နဲ့စားကျင်စပွဲပီဇာလေးတစ်ချက်ကိုရရှိသွားပြီဖြစ်ပါတယ်။အနက်ရောင်မုတ်သားနဲ့ချိစအပြည့်ဖြစ်နေတဲ့ဒီပီဇာဟာတာမန်ပီဇာတွေနဲ့မတူပဲသူ့ကိုပြင်ဆင်ပုံကမသိရင်ပလာတာတစ်ချက်ကိုညှက်နေတယ်လို့ပါပဲပုံမှန်ဆိုရင်ပီဇာတွေကသူ့အရာလေးနဲ့သူပိုင်းဖြတ်ထားပြီးသားဆိုပေမဲ့ဒီဘွန်ပီဇာကတော့တူတူဆန်ဆန်ကတ်ကြီးနဲ့ညှက်စားရတာဖြစ်ပါတယ်ပီဇာရဲ့မုတ်သားအရောင်ကလည်းခုမြင်နေရသလိုနက်ရောင်ဖြစ်နေတဲ့ဆိုတာကလည်းကင်းမွန်မှင်ရည်နဲ့လှုပ်ထားတာကြောင့်ပဲဖြစ်ပါတယ်သူ့ရဲ့ပုံစံကိုကမီးကျွမ်းနေတယ်လို့ပဲဆိုတော့ပီဇာချစ်သူတွေကြားထဲမှာတော့ဝေဖန်မှုရှိတဲ့ပီဇာတစ်ခုလည်းဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီဘွန်ပီဇာဟာသူ့ရဲ့ထူးခြားတဲ့ပုံစံနဲ့ပြင်ဆင်နေကြောင်းလူအများကြားမှာစားကြည့်ခြင်းကြတဲ့ပီဇာမျိုးစားတစ်ခုဖြစ်လာခဲ့ပါတယ်ထူးထူးခြားခြားစားစာတွေကို experience လုပ်ခြင်းသူတွေအတွက်တော့ဒီဘွန်ပီဇာဟာတင့်တော်တယ်လို့ပဲဆိုရမှာပါပရိသတ်တို့ရောဒီလိုပီဇာမျိုးကိုတစ်ကြိမ်လောက်ဖြစ်ဖြစ်ထွန်းပို့ခြင်းကြလားရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ